စကားပြောတဲ့နေတာမှာအသာစီးရတယ်ဆိုတာအတန်ကျဲကျဲနဲ့အော်ဟစ်နေတာကိုဆိုလိုတာမဟုတ်ပါဘူးအဲ့ဒါဟာအခြေအနေကိုဘသူကထိန်းချုပ်ထားတယ်လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်မင်းကိုလွှမ်းမိုးဖို့စ조사နေသူတွေအပေါ်မှာတော့ချက်ချင်းအသာစီးရစေမဲ့နီလန်၅ခုကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်1မေကုန်းနဲ့ပြန်လဲထိန်းချုပ်ခြင်းလွှမ်းမိုးလို့စိတ်ရှိသူတွေဟာမင်းကိုအသာစီးရဖို့မေကုန်းတွေအဆက်မပြတ်မေးလိမ့်ရှိပါတယ်အဲ့ဒီအခါချက်ချင်းပြန်မဖြေပါနဲ့သူတို့ကိုမေကုန်းတစ်ခုနဲ့ပဲပြန်တုံ့ပြန်လိုက်ပါဥပမာဒါကိုဘာလို့မေးတာလဲဆိုတာမျိုးပေါ့အဲ့ဒီအခါဖီအားဟာသူတို့စီပြန်ရောက်သွားပြီးသူတို့ဘာသာပြန်ရှင်းပြနေရပါလိမ့်မယ်အခြေအနေကိုမင်းကပြန်ထိန်းချုပ်လိုက်နိုင်ပါပြီနံပါတ်2 ACD ငိမ်အတွက်အတန်ဆွမ်းအားမင်းရဲ့အတန်ကိုနှိမ်ထားပါစကားပြောနှုန်းကိုရှော့ပါပြီးတော့စကားမပြောခင်ခဏရပ်ပါစကားမြန်မြန်ပြောသူဟာစိုးရိမ်စိတ်ရှိပုံပေါက်ပါတယ်ဖြည်းဖြည်းချင်းပြောသူကတော့မိမိကိုယ်ကိုယုံကြည်မှုရှိပုံပေါက်ပါတယ်အတန်ကို hit အော်စရာမလိုပဲမင်းရဲ့အတန်ဟာအခန်းထဲမှာဩဇာအရှိဆုံးဖြစ်သွားပါလိမ့်မယ်နံပါတ်3ဇီးကြားတတ်မှတ်ခြင်းတစုံတစ်ယောက်ကမင်းစကားပြောနေတော့ကြားဖြတ်ပြောတာဒါမှမဟုတ်မင်းကိုနှိမ်ဖို့ကြိုးစားလာရင်မင်းပြောလို့ပြီးသွားတဲ့အခါမှာငါဆက်ပြောမယ်လို့ပြောလိုက်ပါဒေါသထွက်စရာမလိုသလိုစိတ်ကြုပ်ရှားစရာလည်းမလိုပါဘူးဒါဟာမင်းကသာစီကံတွေကိုတတ်မှတ်သူဖြစ်ကြောင်းလူတိုင်းသိအောင်ပြလိုက်တာပါပဲနံပါတ်4အချက်အလက်ကိုပဲအခြေခံခြင်းဘယ်တော့မှအကြာကြီးလိုက်မရှင်းပြပါနဲ့အရာရာကိုကိုယ့်ရဲ့ထင်မြင်ချက်အဖြစ်မပြောဘဲခိုင်မာတဲ့အချက်အလက်တွေအဖြစ်ပဲပြောပါငါဒါကိုဆုံးဖြတ်ပြီးပြီဒါဟာအငင်းပွားစရာမလိုဘူးလို့ချက်ချက်သားသားပြောဆိုပါနံပါတ်5တည်ငြင်းစွာစိုက်ကြည့်ခြင်းတစုံတစ်ယောက်ကမင်းကိုစကလုံးတွေနဲ့ဖိနှိပ်သူစူးစမ်းလာတဲ့အခါဘာမှတုံ့ပြန်မနေပါနဲ့သူတို့ရဲ့မျက်လုံးကိုတဲ့တဲ့စိုက်ကြည့်ပြီးတိတ်ဆိတ်နေလိုက်ပါတစ်ဖက်လူပြာရာခတ်နေချိန်မှာတည်ငြိမ်နိုင်ခြင်းဟာအသာစီးရယူဖို့အမြန်ဆုံးနည်းလမ်းပါပဲအကယ်၍မင်းဟာသူများတဲ့လှည့်ချမှုကိုမခံကျင်တော့ပဲဆက်ဆံရေးကိုင်းမှာအသာစီးရယူခြင်းတဲ့ဆိုရင်တော့ငါတို့ရဲ့ TikTok account ကို follow လုပ်ထားလိုက်ပါ